ကဲ United ပရိသတ်အားလုံးပဲမင်္ဂလာပါအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော် Kennedy ပါအဲ့တော့ဒီ Lisandro Martinez နဲ့ပတ်သက်လို့ညီကိုတို့နည်းနည်းလောက်ဆွေးနွေးကြည့်အောင်ပေါ့နော်အဲ့တော့အခုလီချာအနေနဲ့ကဒီကမ္ဘာဖလားပွဲစဉ်တစ်ချောင်းလုံးမှာတကယ်လဲကောင်းခဲ့တယ်တော်တော်လေးလဲတကယ်ကိုစိတ်ကျဉ်တဲ့အားရလောက်အောင်ကိုပဲခြေစွမ်းပြခဲ့တယ်ကိုရီအသင်းကိုပြန်လာရင်တော့injury ကင်းကင်းနဲ့ပြန်လာရင်ငါတို့ကရှယ်ကြီးပဲလီချာအနေနဲ့ကဘယ်ကိုရီအသင်းတော့တကယ်ကိုတော်တော်လေးကိုအဆင်ပြေမှာဆိုပြီးတော့တွေးခဲ့တယ်ဆိုပေမဲ့လို့သူလည်းဖြစ်ရှင်မှာတော့မဟုတ်ဘူးဒီလိုမျိုး injury မျိုးကိုတို့ပေမဲ့လို့ကိုရီအသင်းဘက်ကကြည့်မယ်ဆိုရင်ကိုရီကျွမ်းတဲ့အသင်းကတော့နစ်နာရလို့ကျွန်တော်ကတော့မြင်နေညီကိုတို့ဒီလိုမျိုးနေဖြစ်နေတာခဏတိုင်းကိုဖြစ်နေတာတစ်ခါလည်းမဟုတ်တော့နှစ်ခါလည်းမဟုတ်တော့ညီကိုတို့ရကိုရီအသင်းကစိတ်ကူးပြီးလိုက်ပြန်ကောင်းသွားလိုက် international break ဖြစ်သွားလိုက်သူတို့နိုင်ငံအသင်းတော့သွားကန်ပြီးလိုက်ဒဏ်ရာရပြီးပြန်လာလိုက်ဒါမျိုးတွေနဲ့ပဲကျွန်တော်တို့အသင်းကလီချာနေကတန်တရားလည်နေခဲ့တာဘယ်လောက်ကြာနေခဲ့လဲညီကိုတို့သူ့ရဲ့တက်တန်းအခုဆိုလို့ရှိရင်နောက်100စီပဲကျန်တော့တယ်သူ့ရဲ့တက်တန်းက9နှစ်စာချုပ်ချုပ်ထားခဲ့တာ2022 2023ကကိုရီအသင်းကိုရောက်ရှိလာခဲ့တယ်အဲ့တော့ဒီလီချာအနေနဲ့ကကိုရီအသင်းထံကိုစတင်ပြီးတော့ရောက်ရှိလာခဲ့တဲ့အချိန်ကစပြီးတော့အခုအချိန်ထိဆိုလို့ရှိရင်လီဆန်ဒိုမာတီနက်ကကိုရီယူနိုက်တက်အသင်းအတွက်ဆိုလို့ရှိရင်သူကစားပေးခဲ့တဲ့ပွဲအရေးအတွက်တွေကိုကျွန်တော်တို့တွေအားလုံးပြန်ခြုံကြည့်မယ်ဆိုလို့ရှိရင်ညီကိုတို့ဘယ်လိုပြောမလဲညီကိုအဖြေတစ်ခုတော့ထွက်သွားမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီသူစပြီးကိုရီအသင်းကိုစပြီးရောက်လာခဲ့တယ်2022 2023ရာသီကကိုရီအသင်းကိုစပြီးရောက်လာခဲ့တယ်ကိုရီအသင်းကအဲ့ဒီရာသီမှာဆိုလို့ရှိရင်100ဒီလုံးကိုပွဲပေါင်းစုံ62ပွဲကစားရမှာဖြစ်ပြီးတော့မှလီချာအနေနဲ့က45ပွဲပဲကစားနိုင်ခဲ့ပြီးတော့မှသူပွဲကစားနိုင်ခဲ့တဲ့ရာခိုင်နှုန်းက83ရာခိုင်နှုန်းထိရှိခဲ့တယ်။အဲ့ဒီ83ရာခိုင်နှုန်းကသူရောက်ရှိခဲ့တာအခုဆိုရင်4နှစ်ရှိသွားခဲ့ပြီ။အဲ့ဒီဟာကအများဆုံးပဲ။နောက်ထပ်100ဒီ2023 2024ရာသီဆိုလို့ရှိရင်ကိုရီအသင်းကပြိုင်ပွဲစုံ52ပွဲကစားရမယ့်အချိန်အတွင်းမှာလီချာအနေနဲ့က14ပွဲပဲကစားနိုင်ခဲ့တော်တော်ကိုအချိန်ကြီးဆိုးခဲ့တဲ့အနေအထားမှာသူပွဲကစားနိုင်ခဲ့တဲ့ရာခိုင်နှုန်းကိုကြည့်မယ်ဆိုလို့ရှိရင်29ရာခိုင်နှုန်းပဲရှိတယ်29ရာခိုင်နှုန်းတော်တော်ကိုနည်းပါးလုံးတဲ့ပမာဏပါ52ပွဲမှာ14ပွဲပဲကစားခဲ့ရတဲ့2023 2024ကိုယူနိုက်တက်အသင်းပေါ်မှာလီချာပိတ်ဆက်ခဲ့တဲ့14ပွဲပဲရှိပါတယ်နောက်ထပ်100ထက်ကြည့်မယ်ဆိုလို့ရှိရင်2024 2025ကျွန်တော်ရာသီကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ယူနိုက်တက်အသင်းကပြိုင်ပွဲစုံ49ပွဲကစားခဲ့ရပြီးတော့မှလီချာအနေနဲ့ကကျွန်တော်ယူနိုက်တက်အသင်းထွက်ဆိုလို့ရှိရင်32ပွဲပဲကစားခဲ့နိုင်ပြီးတော့မှ65ရာခိုင်နှုန်းပဲရှိခဲ့တယ်ဗျာပြီးခဲ့တဲ့ရာသီကိုကြည့်မယ်2025 2026ရာသီဒီရာသီမှာကြည့်မယ်ဆိုလို့ရှိရင်ကိုရီအသင်းကပြိုင်ပွဲစုံပွဲပေါင်း40ကစားခဲ့ရပြီးတော့မှလီချာအနေနဲ့ကကိုရီယူနိုက်တက်အသင်းအတွက်19ပွဲပဲကစားပေးနိုင်ခဲ့တဲ့လီချာပါ48ရာခိုင်နှုန်းပဲရှိတယ်သူစရောက်ခဲ့တဲ့နှစ်တစ်နှစ်ပဲ2022 2023ရာသီလောက်ပဲ83ရာခိုင်နှုန်းလောက်ထိသူ့အနေနဲ့ကိုရီအသင်းထံမှာကစားပေးခဲ့တာပါအဲ့တော့အကုန်လုံးကိုပြန်ခြုံကြည့်မယ်ဆိုလို့ရှိရင်လီချာကကိုရီအသင်းအတွက်တကယ်ကိုအဆင်မပြေတာပါပွဲကစားရတဲ့အချိန်တွေမှာတော့အဆင်ပြေတယ်ဘယ်လိုပြောမလဲ injury တစ်ခါတော့ဖြစ်သွားခဲ့ပြီဆိုလို့ရှိရင်မနေဘူးလာရှည်နားရတာအဲ့တော့ကိုရီအသင်းကနစ်နာအခုဆိုလို့ရှိရင်လာမယ့်ရာသီမှာကိုရီအသင်းကအင်းတိုင်းအားတိုင်းနဲ့လူအင်အားအရန်အင်အားတောင်းတောင်းတင်းတင်းနဲ့ပြိုင်ပွဲစုံကစားရမယ့်အနေအထားမျိုးမှာဘယ်သူကိုမှဒဏ်ရာရလို့မဖြစ်ဘူးတုံးစားများတဲ့ဥကာတီကလည်းဒဏ်ရာရတော့လို့အခုရောက်မရတော့ခုလီချန်ကမှအခုလိုနာသွားပြီဆိုဘယ်လောက်ထိနားရအောင်လဲကိုရီအသင်းကပြန်လာလို့ရှိရင်စိတ်ကူးပေးအောင်ပဲကိုရီအသင်းရဲ့ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့ပြုစုမှုကောင်းလာမသိဘူးဒီကောင်ဆေးရုံမှာတက်ရှင်နေအဲ့လိုပဲပြောရတော့အဲ့တော့ဒီအမှတ်တမ်းတွေအကုန်လုံးကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လီချာအနေနဲ့ကကျွန်တော်ယူနိုက်တက်အသင်းမှာဆိုလို့ရှိရင်စုစုပေါင်းသူကစားရမယ့်ပွဲပေါင်းက203ပွဲရှိခဲ့ဒီ4ရာသီအတွင်းမှာနော်သူ2022 2023ရာသီကရောက်ခဲ့တယ်အခု2025 2026ရာသီဖြစ်ဆိုလို့ရှိရင်4ရာသီအတွင်းမှာလီဆန်ဒိုမာတီနဲ့နေကကိုရီယူနိုက်တက်အသင်းအတွက်ကို203ပွဲသူကစားပေးရမှာဖြစ်ပြီးတော့မှပွဲပေါင်း93ပွဲတိတိလွဲချော်ခဲ့တာပဲဖြစ်ပါတယ်ဒါတွေအားလုံးကဒဏ်ရာကြောင့်လွဲချော်ခဲ့တာပါအဲ့တော့မကစားနိုင်ခဲ့တာဒဏ်ရာကြောင့်လို့မကစားနိုင်ခဲ့တာက93ပွဲကိုရီအသင်းကိုရောက်ရှိလာခဲ့တဲ့အခါမှာသူကစားပေးနိုင်တာဆိုလို့ဒီ4ရာသီအတွင်းမှာညီတို့တက်ကြည့်လိုက်84ပွဲပဲရှိတယ်4ရာသီအတွင်းမှာကိုရီယူနိုက်တက်အသင်းအတွက်ပြိုင်ပွဲစုံ203ပွဲမှာသူကစားပေးနိုင်တာကိုရီယူနိုက်တက်အသင်းအတွက်84ပွဲပဲရှိတယ်အဲ့တော့ကလပ်အသင်းအနေနဲ့ကဒီကစားသမားရဲ့ဒီဒဏ်ရာအခြေအနေအသေးစိတ်ကိုသိရဖို့အတွက်ဆိုလို့ရှိရင်အခုချိန်မှာတော့ဆက်လက်ဆောင်ရွက်နေတာဖြစ်ပြီးတော့မှအခုလက်ရှိသူ့ရဲ့ဒဏ်ရာကိုအသင်းရဲ့တာဝန်ရှိသူတွေအနေနဲ့ကပြင်းထန်မှုမရှိစေဖို့အတွက်ကိုပဲမျှော်လင့်ထားကြောင်းသတင်းမှာဖော်ပြထားတာကိုတွေ့ရတယ်အဲ့တော့ညီကိုတွေဘယ်လိုမြင်ရှိကြလဲလိချာကိုအသင်းမှာဆက်ပြီးထိန်းထားတဲ့မြင်လားဒီတရားစီကြံနေသေးတယ်အဲ့တရားစီကိုကျွန်တော်ကတော့ဆက်မထိန်းမဲနဲ့အခုချိန်မှာသူ့ကိုကြိုက်တဲ့အသင်းတွေရှိနေတယ်လိုချင်တဲ့ကလပ်အသင်းတွေရှိနေတယ်ဈေးကောင်းလေးများရမယ်ဆိုလို့ရှိရင်တော့ရောင်းတင်တယ်လို့ကျွန်တော်ကတော့မြင်တယ်အခုချိန်ချင်းရောင်းမယ်ဆိုရင်လည်းဘယ်အသင်းကမှအခုချိန်မှာဝယ်ချင်မှာမဟုတ်ဘူးသူ့ရဲ့ injury ပြဿနာကြောင့်ပြန်ကောင်းလာအောင်စောင့်ပြီးမှရောင်းချလို့ရမယ်အနေအထားမျိုးပြီးတော့ဥကာတီကလည်းဘယ်တော့မှပြန်ကောင်းမှမသိဘူးအခုလောဆယ်လက်ရှိ2ယောက်နာသွားခဲ့ဒီကမ္ဘာဖလားမှာဥကာတီနဲ့လီချာနဲ့ဥကာတီဆိုတာကိုရီးယားရောင်းချဖို့အတွက်လုံးဝမှကိုစင်းရင်းထဲမှာထည့်ထားခဲ့တာအခုဆိုရင်ရောင်းလို့မရတော့တရားဒီတောင်းတင်အောင်မယ်ဟိုလီချာနာသွားခဲ့ပဲမြင်ပြိုင်ပွဲစုံကစားရမယ်
အရင်စင်းလူအင်အားတောင်းမှရပါမယ်ကိုရီအသင်းကအခုလူဝယ်နေရဆိုလို့ရှိရင်လည်းဖြည်းဖြည်းချင်းနဲ့ဝယ်နေတာအခုလိုမျိုးကြီးဟိုဘယ်လိုပြောမလဲကျွန်တော်တို့အသင်းကအိတ်ပေါက်နဲ့ဖားကောက်ပုံစံဖြစ်နေလူကတော့ဝယ်ပါရဲ့ injury တွေကဖြစ်နေတယ်ရှိရတူတွေကဒီလိုမျိုးဆိုလို့ရှိရင်တော့ကျွန်တော်ကတော့အသင်းအတွက်ကိုကျွန်တော်စိတ်ပူတယ်လီချာကိုကျွန်တော်မကြိုက်လို့မဟုတ်ဘူးဒီလိုမျိုးခဏတိုင်းဖြစ်နေခဲ့တာညီကိုတို့ရဲ့စဉ်းစားကြည့်လေ400ဒီအတွင်းမှာကိုဂျူနိုက်တက်အသင်းအတွက်ပွဲပေါင်း203ပွဲမှာသူကစားပေးနေတာ84ပွဲပဲရှိတယ်ဒါတွေအားလုံးကိုညီကိုစဉ်းစားကြည့်လိုက်သူပွဲပေါင်းမကစားနိုင်ကနာက93ပွဲမကစားပေးနိုင်တဲ့ပွဲကပုံများနေညီကိုတို့ရအဲ့တော့ကျွန်တော်ကတော့လီချာကိုဘယ်လိုပြောမလဲအသင်းမှာဆက်ပြီးတော့မထင်းသင့်တော့လို့ပဲမြင်တယ်ပေါ့ဒါကျွန်တော်ရဲ့ personal အမြင်မှာမကြိုက်လို့တော့မဟုတ်ဘူးကြိုက်တယ်ဒါပေမဲ့ခဏတိုင်းဖြစ်နေတဲ့အခါမျိုးမှာအသင်းအတွက်ရေရှည်ဟိုဘယ်လိုမှတရားသီးပဲကြံတော့ရဆိုရင်အဲ့တရားသီးကိုဆက်မထိန်မင်းနဲ့အခုချိန်မှာကျွန်တော်ကတော့ကြောင်းချတဲ့လို့ပဲကျွန်တော်ကတော့မြင်တယ်အဲ့တော့ညီကိုတို့ကဒီလီချာနဲ့ပတ်သက်ပြီးတော့ကိုရီအသင်းမှာတကယ်ပဲဆက်ပြီးထိန်ထားတဲ့နေမြင်လားကြောင်းချတဲ့နေလို့မြင်ကြလားညီကိုတို့အမြင်လေးလေလီချာနဲ့ပတ်သက်ပြီးဘယ်လိုမြင်နေရှိကြလဲကွန်မမှာဝင်ရောက်ပြီးဆွေးနွေးပြီးတော့လို့ရပါတယ်အားပေးသူတယောက်ချင်းတိုင်းကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဗျ